အာရှရဲ့စံဦးကြီးဆိုပြီးတချင်းကနာမည်ကြီးခဲ့တဲ့မြန်မာနိုင်ငံကိုကျွန်တော်တို့အားလုံးသိကြမှာပါပတ်တမြားလို့အဖိုးတန်ကြောင့်မြရတနာတွေကစလို့တဘာဝတန်ငွေအထိတယန်စာတာဝေပေါ်ကျဝါလို့နိုင်ငံပေါ့ဒါပေမဲ့ဒီလိုကြီးမားတဲ့အလားအလာတွေကဆယ်စုနှစ်ချီပြီးနိုင်ငံရေးမှုတည်ငြိမ်မှုတွေအောက်မှာပိတ်လောင်ခံထားတာလို့ဖြစ်နေပါလေစီဝါရေးမှာအလွန်ပြင်းထန်တဲ့အတက်အကျတန်တရားထဲမှာလည်နေလာမျိုးပေါ့ဆိုတော့ဒီကနေ့မှာမြန်မာစီဝါရဲ့တမိုင်းဝင်အလဲအပြောင်းမြောင်တွေကိုဂင်းကနက်အချက်လက်တွေနဲ့အတူအသေးချခွဲချမ်းစစ်ဖျားပြီးလေ့လာကြည့်ကြရအောင်စဉ်းစားကြည့်စရာတစ်ချက်ရှိတာကဒီလောက်တယန်စာရတွေပေါ်များတဲ့နိုင်ငံတစ်နိုင်ငံဟာဘာကြောင့်များအခုလိုပြင်းထန်တဲ့စီးပွားရေးအကျက်အတဲတွေလူငယ်တွေရဲ့အနာဂတ်ပျောက်ဆုံးမှုတွေကိုရင်ဆိုင်လာရတာလေတကယ်ကိုအရေးကြီးတဲ့မေးခွန်းပါဒီအဖြေကိုသိရဖို့အတွက်လက်တလောတမိုင်းကြောင့်မှဖြစ်ပေါ်ခဲ့တဲ့အလွန်ကွာဟာလာတဲ့အခြေအနေတွေကိုအချက်အလက်တွေကနေသစင်တိုက်ရိုက်လေ့လာကြည့်ကြပါမယ်လွန်ခဲ့တဲ့ဆက်စုနှစ်အတွင်းမှာနိုင်ငံရေးစနစ်ပြင်းပြင်းထန်ထန်ပြောင်းလဲမှုတွေကစီးပွားရေးပေါ်ဘလောက်ထိတိုက်ရိုက်သက်ရောက်မှုရှိခဲ့လဲဆိုတာအထင်သားပါပဲအတိုးချုပ်ပြရရင်ကကြာစင်မှုတဟုန်ထိုးတိုးတက်မှုပြီးတော့ထပ်မံကြာစင်မှုဆိုတဲ့ဇလန်းသွားအတိုင်းစင်ထုံးစင်းနဲ့ဖြတ်တန်းခဲ့ရတာပါပထမဆုံးအပိုင်းကိအနေနဲ့1962ခုနှစ်ကနေ1988ခုနှစ်အထိစီးပွားရေးအကြီးအကျယ်ကျဆင်းခဲ့ရတဲ့ကာလကိုပြန်ကောက်ကြည့်ကြတာပေါ့လွတ်လပ်ရေးရပြီးစအချိန်တုန်းကဒီမိုကရေစီစနစ်နဲ့ခဏတာအသက်ရှူချောင်ခဲ့ပေမဲ့1960ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေတွေချက်ချင်းပြောင်းလဲတော့မလိုက်မြန်မာနဲ့မြန်မာဟန်ဆိုရှယ်လစ်စနစ်ဆိုပြီးကျင့်သုံးလိုက်တဲ့အခါ1965ခုနှစ်အရောက်မှာတင်ကုန်သွယ်ရေးစက်မှုလုပ်ငန်းနဲ့ဗန်လုပ်ငန်းတွေရဲ့90%လောက်ကိုပြည်သူပိုင်းသိမ်းပစ်ခဲ့ပါတယ်အစိုးရကချီဗဟိုချုပ်ကင်တဲ့တကားဖိတ်ဝါဒကြောင့်စီးပွားရေးရန်တရားကြီးတစ်ခုလုံးရပ်တန့်သွားပြီးတနိုင်ငံလုံးမှာမောင်ခိုဈေးကွက်တွေပဲကြီးထွားလာခဲ့တာပါဒီစနစ်ရဲ့ဆိုးရတဲ့ရောက်လက်ကတော့တကယ့်ကိုရင်နာစရာပါပဲစဉ်းစားကြည့်ပါ1962မထိုင်ခင်ကအာရှရဲ့စံအိုးကြီးအဖြစ်ကမ္ဘာမှာစံတင်ပို့မှုအများဆုံးနိုင်ငံကနေ1989ခုနှစ်ရောက်တော့ကုလသမဂ္ဂကသတ်မှတ်တဲ့အနည်းဆုံးဖွံ့ဖြိုးသည့်နိုင်ငံဆိုရဲကမ္ဘာအစင်းငယ်ဆုံးစာရင်းဝင်အဆင့်အထိကိုအကြီးအကျယ်ထိုးကျသွားခဲ့ရတာပါကဲအပိုင်းနဲ့ကိုဆက်သွားကြမယ်2017ကနေ2020ခုနှစ်အတွင်းကတော့တကားဖွင့်စဖြူလာနဲ့ရွှေရောင်လွမ်းတဲ့ကာလတစ်ခုလို့ဆိုရမှာပါဒီဆက်စုနှစ်ဟာကြီးမားတဲ့တဟုန်ထိုးတိုးတက်မှုကြီးကိုဆောင်ကျဉ်ပေးခဲ့ပါတယ်။ဘိုးချုပ်ကင်တဲ့စနစ်ကနေဈေးကွက်စီးပွားရေးစနစ်စီအလင်းအမြန်ကူပြောင်းလာတဲ့အချိန်ပေါ့။အဓိကအဖြစ်အပြောင်းလဲကြီး၃ယောက်ကိုတွေ့ရပါတယ်။စစ်အုပ်ချုပ်ရေးကနေရက်သားအုပ်ချုပ်ရေးပရိပတ်ခကနေငင်းချရေးဖျက်ချမ်းစီးပွားရေးကနေဈေးကွက်စီးပွားရေးဆိုပြီးအောင်မင်းစွာကူပြောင်းနိုင်ခဲ့ပါတယ်။နိုင်ငံခြားတရားရင်းနှီးမြှုပ်နှံမှုတွေအလုံးဝရန်ဝင်လာတဲ့ GDP တိုးတက်မှုနှုန်းတွေအားကောင်းလာတဲ့ပြည်သူတွေရဲ့လူနေမှုအဆင့်တန်းတွေလည်းတီးတီးတာတာကိုတိုးတက်လာခဲ့တာပါ။ဒီထဲမှာအံ့ဩစရာအကောင်းဆုံးတစ်ချက်ကိုပြရရင်တော့စစ်တွေရေးကန်ကြပါပဲ။နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီတွေဝင်ရောက်လာတဲ့အခါ2017ခုနှစ်တုန်းကတနိုင်ငံလုံးလူဦးရေရဲ့2%လောက်ပဲတုံးနိုင်ခဲ့တဲ့မိုဘိုင်းဖုန်းဟာ2016ခုနှစ်လဲရောက်ရော89%အထိကိုခုန်တက်သွားခဲ့ပါတယ်။ဒါဟာ9နှစ်တွင်းမှတင်အဆက်40တတိတိုးတက်လာခဲ့လာဖြစ်လို့တကယ့်ကိုမယုံနိုင်စရာပါပဲ။ဒါပေမဲ့အပိုင်းတုံးလဲရောက်ရောဒီလိုတဟုန်ထိုးတိုးတက်နေမှုတွေဟာ2021အာဏာသိမ်းမှုနဲ့အတူစီးပွားရေးအကျက်အသေးစီကိုပြန်ရောက်သွားပါတော့တယ်2020ခုနှစ်ဖေဖော်ဝါရီလမှာအရာအလုံးရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။မက်ခရိုစီးပွားရေးအကျက်တဲ့စီပြန်လဲတွန်းဖော်ခံလိုက်ရတာပါ။ ISES ရဲ့စီရင်ခံစာအရငွေကြေးဖောင်းပေါ်မှုရဲ့ပြင်ခံတဲ့ရခတ်မှုကိုရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။အာနာသိန်းပြီးနောက်ပိုင်းဘေဟိုဘန်ကတတ်မှတ်ထားတဲ့ဈေးနဲ့ပြင်ပအမောင်ခိုစင်းပကြားကငွေလဲလဲနှုန်းဟာကွာဟာလွန်လွှတာပါ။မြန်မာကျပ်ငွေတန်ဖိုးဟာ95%အထိထိုးကျသွားခဲ့ပြီးအခြေခံကုန်စည်ဈေးနှုန်းတွေဆိုတာလဲမိုးပေါက်ကြမ်းမသက်ကြီးမြင့်လာခဲ့ပါတယ်။ဒီလိုမတည်ငြိမ်မှုတွေငွေကြေးကြံဖို့ကျဆင်းမှုတွေကြောင့်နိုင်ငံတကာယင်းနှိမ့်မြုပ်နှံသူတွေနဲ့ကုမ္ပဏီကြီးတွေဟာမြန်မာနိုင်ငံကနေအသီးသီးထွက်ခွာသွားကြပါတော့တယ်။အကျိုးဆက်အနေနဲ့အာဏာသိမ်းပြီးနောက်ပိုင်းနှစ်တွေမှာနိုင်ငံခြားတရက်ယင်းနှိမ့်မြုပ်နှံမှုဟာအံ့ဩဖွယ်ကောင်းလောက်အောင်84%အထိကိုထိုးကျသွားခဲ့ပါတယ်။ဒီစီးပွားရေးထွန်းနှက်ချက်တွေကတစ်ခုပြီးတစ်ခုဆက်တက်ရိုက်ခတ်လာတာပါ။2020ပြည့်နှစ်ကဆက်လို့ GDP ဟာ9%ကနေ17%အထိကျဆင်းခဲ့တယ်။အလုတ်သမား1.6တန်းကျော်လောက်အလုတ်လက်မဲ့ဖိခဲ့ရပါတယ်။ဒါ့ပြင်2025မတ်လကလွတ်ခတ်ခဲ့တဲ့ပြင်းအား9.ခွန်ရှိတဲ့နေလင်ကြီးကလည်းအခြေခံအဆောက်အုံတွေကိုထပ်မံပျက်စီးစေခဲ့ပြန်ပါတယ်။ဒီအကြောင်းတရားတွေအလုံးစုပေါင်းထားတဲ့အခါအိမ်အောင်စုတွေရဲ့ဝင်ငွေကိုစိုးစိုးရွားရွားထိခိုက်စေပြီး2005ခုနှစ်ကတည်းကရရှိခဲ့တဲ့ဆယ်စုနှစ်တစ်ခုစာဖွံ့ဖြိုးတိုးတက်မှုတွေအလုံးကိုတဲရဲရေသွန်းသလိုလုံးဝပြတ်သုံးသွားစေခဲ့ပါပြီ။ဒီနေရာမှာကျွန်တော်တို့အဓိကထားကြည့်ရမယ့်အချက်ကလူသားတွေအပေါ်ကြားရောက်လာတဲ့ဆုံးရှုံးမှုတွေပါပဲစီဝါရေးပြက်ကကြောင့်ပညာတတ်လူငယ်တွေအလုံးအရင်နဲ့ပြည်ပကိုထွက်ခွာနေကြရပါတယ် UNDP ရဲ့အစီရင်ခံစာအရအဆိုရင်လူငယ်10ယောက်မှ4ယောက်ကအခွင့်အရေးတရားရင်ပြည်ပကိုထွက်ခွာခြင်းကြတယ်လို့ဆိုပါတယ်
စီးပွားရေးအစီအမံမှုတွေနဲ့အတူစစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်မှုတွေကြောင့်နိုင်ငံကိုဆင့်ခွာလို့တဲ့ရာခိုင်နှုန်းဟာအခုဆိုရင်40ရာခိုင်နှုန်းအထိရှိလာခဲ့ပါပြီ။ခမန်းချစ်တွေရလူငယ်3သိန်းကနေ5သိန်းလောက်အထိဟာပြည်ပနိုင်ငံတွေကိုရွှေ့ပြောင်းသွားခဲ့ကြပြီဖြစ်ပါတယ်။ပြောရရင်ဒါဟာနိုင်ငံရဲ့အနာဂတ်အတွက်တကယ်ကိုစိုးရိမ်စရာကောင်းလွန်းတဲ့အခြေအနေတစ်ခုပါ နီးကောင်ချိုအနေနဲ့မရေရာတဲ့အနာဂတ်ဆိုတဲ့အပိုင်းကိုရောက်လာပါပြီ လက်ရှိအချိန်မှာမြန်မာနိုင်ငံမှာကာလရှည်ကြမဲ့လူသားရင်းမြစ်ဆုံးရှုံးမှုအချက်အသေးကြီးကိုရင်ဆိုင်နေရပါတယ်။2015ခုနှစ် UNDP အစီရင်ခံစာမှာထောက်ပြချသလိုပဲဒီလိုအစုလိုက်အပြုံလိုက်ထွက်ခွာနေမှုတွေဟာမြန်မာနိုင်ငံရဲ့လူဦးရေနဲ့အလုံသမားဈေးကွက်ကိုအကြီးအကျယ်ပုံစံပြောင်းပြနေပါတယ်။နိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ကျွမ်းကျင်လူသားတွေထွက်ခွာသွားတာနဲ့အမျှလူသားရင်းမြစ်ကြောရိုးကြီးဟာတဖြည်းဖြည်းဖြိုဆင်းလာနေပါပြီ။ဒါဟာရေရှည်စီးပွားရေးပြန်လည်ဦးမောလာမှုဆိုလောက်ကိုအင်မတန်ခက်ခဲသွားစေပါတယ်။ အားလုံးကိုခြုံငုံကြည့်လိုက်ရင်မြန်မာစီးပွားရေးသမိုင်းဟာတက်လိုက်ကြလိုက်တန်တရားထဲမှာပဲအမြဲလဲပတ်နေကြလာကိုဒီကိန်းကနန်းအချက်လက်တွေကတက်တည်ပြနေပါတယ်။ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့စဉ်းစားစရာမေးခွန်းတစ်ခုကျင်ခဲ့ပါတယ်။အလွန်ကျွဲဝတဲ့ဒီနိုင်ငံရဲ့အရေးမြစ်တွေဟာပြည်သူတွေအသက်ဘယ်တော်များမှအမှန်တကယ်အကျိုးမြတ်ဖြစ်လာမှာလဲ။ဒါမှမဟုတ်ဒီလိုအတက်အကျတန်တရားကြီးထဲမှာပဲထာဝရလဲပတ်နေရတော့မှာလားဆိုတာပါပဲ။ဒေချာလာတစ်ခုကတော့တည်ငြိမ်မှုအမှန်တကယ်မရရှိသေးပေနိုင်ငံဟာလမ်းပြောင်းနေစေဖြစ်နေလိမ့်မယ်ဆိုတာပါပဲ။စိတ်ဝင်စားကြလေးလာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်